အားလုံးမင်္ဂလာပါပြိဿများကျွန်တော်ဆိုရတဲ့တစ်ချက်ကိုရေးစားလေးရောက်ထားတာတော့ပဲကျွန်တော်ညီမလေးပြောနေမြင်းနာများတယ်ရေးစားများတယ်ရေးစားမများဘူးမြင်းနာများတယ်ညီမလေးရဲ့အခုကျွန်တော်ဆိုရတဲ့တစ်ချက်ကိုရေးစားလေးရောက်ထားတာအတော်ပဲနော်အခုပြောမှရေးစားနေရောက်တော့ရောက်ထားတယ်ဆက်ရတဲ့လုံးမရှိဘူးဒီရောက်လည်းထားတော့ပြီးတော့ဘာလို့ညတော့ရောက်ထားလဲဒါရေးစားမရှိဘူးနားဘူးဒါမရှိဘူးဘူးမှလည်းရောက်ထားပါတို့မေစီရောက်လက်ခွဲရင်ဟာလို့ရေးစားမရှိဘူးဘာညရချစ်တော့ကောင်းလာကိုပဲချစ်လိုက်ကိုပဲချစ်လိုက်ကိုပဲမောလိုက်ကိုပဲချစ်တဲ့ဆိုပဲကောင်းမလေးဝင်းရောက်ပါလေချစ်ပါလေဆိုလေကောင်းမလေးချစ်ပါလေဆိုလေမေးမလဲလေချစ်ပါလေဆိုလေကောင်းမလေးကိုပဲချစ်လိုက်ကိုပဲချစ်လိုက်ကိုပဲမောလိုက်ကိုပဲမေးအဲ့ဒါလေးကောင်းရောက်ဘူးဟဲ့ဆေးရတလုံးနဲ့ရှိရယူစရနေလောက်ချပါတို့မေးဒီရောက်နဲ့ခွေးရဲ့ဟိုရှိတယ်ဘူးဘာညရချစ်တော့ကောင်းလာကိုပဲချစ်လိုက်ကိုပဲချစ်လိုက်ကိုပဲမောလိုက်ကိုပဲမေးချစ်တဲ့ဆိုပဲကောင်းမလေးရောက်ပါလေချစ်ပါလေဆိုလေကောင်းမလေးချစ်ပါလေဆိုလေမေးမလဲလေချစ်ပါလေဆိုလေကောင်းမလေးကိုပဲချစ်လိုက်ကိုပဲချစ်လိုက်ကိုပဲမောလိုက်ကိုပဲမေးအဲ့ဒါလေးကောင်းရောက်ဘူးဟဲ့ဒီတမ်းစီလို့ဒီမှာဘာကြောင့်ရချစ်တော့ခါကြောင့်လေခုကိနေမပြန်တော့လို့ပဲဘာကြောင့်ရချစ်တော့ခါကြောင့်လေခုကိနေမပြန်တော့လို့ပဲရောက်ချပါတို့မေရောက်နဲ့ခွဲရင်ဟိုရှိတယ်ဘူးဘာညရချစ်တော့ခါတော့မသိလားခုပဲချလိုက်ခုပဲချလိုက်ခုပဲမောလိုက်ခုပဲချစ်တဲ့ဆိုတဲ့ကောင်းမလေးရောက်ပါလေချစ်ပါလေဆိုတဲ့ကောင်းမလေးချစ်ပါလေဆိုတဲ့မေးမလဲလေချစ်ပါလေဆိုတဲ့ကောင်းမလေးစာရတဲ့ခုပဲချလိုက်ခုပဲချလိုက်ခုပဲမောလိုက်ခုပဲချစ်ပါလေဆိုတဲ့ကောင်းမလေးချစ်ပါလေဆိုကျွန်တော်ပြောကဒီလိုပဲပင်လေထဲမှာငါ့ကိုနင်များလင်နင်စားပဲငါများလင်ငါစားပဲဒါပေမဲ့ညီမလေးရဲ့မိမရေးစားများလို့ဖာမလို့မျိုးခေါ်လိုက်တယ်ယောက်ျားရေးစားများလို့ဇာလိုက်ပဲလို့မျိုးခေါ်လိုက်တာတော့မှတ်တာရေးစားနှစ်ယောက်ကျမတော်သေးဘူးရေးစား10ယောက်မှတော်သေးတယ်မိမရေးစားများလို့ဖာမလို့ခေါ်လိုက်တယ်ယောက်ျားရေးစားများလို့ဇာလိုက်ပဲလို့မျိုးခေါ်လိုက်တယ်နော်ညီမလေးရဲ့မင်္ဂလာပါ